Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Harry ပါဒီနေ့ကျွန်တော်ဆော့ပြမယ့် game လေးကတော့ Ark Survival Evolved ဖြစ်ပါတယ်ကျွန်တော်အခုလောဆယ် difficulty ကို 100% တင်ထားပါတယ်ပြောမှဆိုရင်ခက်ဆုံးကိုကျွန်တော်တင်ထားပါတယ်ပြီးတော့ကျွန်တော်အခုဒီနေ့ဆော့မယ့် map လေးကတော့ Ragnar လေးဖြစ်ပါတယ်ပြီးတော့ကျွန်တော် mod တွေလည်းမထည့်ပါဘူး cheat code တွေလည်းမသုံးမနဲ့ game ရဲ့ရတာကိုမပြတ်စေရနဲ့တူတူဆော့မှာလေးဖြစ်ပါတယ်ဆိုတော့အကုန်လုံးပဲကျွန်တော်နဲ့တူတူလိုက်ပြီးတော့ survive လုပ်အောင်ကျွန်တော်ဒီ game ထဲမှာဘယ်လောက်တော့မှတည်မလဲဘယ်လောက်တော့မှပစ္စည်းပြောင်းလဲဘယ်လောက်တော့မှရှေ့ချက်တွေခက်နေလဲဆိုတော့လိုက်ပြီးတော့ဆော်လိုက်ရအောင်ဗျာဆိုတော့ကျွန်တော်အခုလောဆယ်ပထမဆုံးစရင် spawn လာတဲ့အချိန်မှာ easy ဆုံးမှာ spawn ပါတယ်ဆိုတော့ကျွန်တော်အခုလောဆယ်တော့ကြောက်တုံးနေ fiber တွေ boot တွေစားပြီးတော့ fan ပါမယ်ဘာလို့လဲဆိုတော့ကျွန်တော် level တွေအများကြီးတက်ဖို့လိုအပ်ပါတယ်level တွေအများကြီးတက်မှာစပြီးတော့ crafter တွေအကုန်လုံးကြည့်ချင်ကြတဲ့ dino တွေ damage လောက်တာတွေအကုန်လုံးစပြီးတော့ run လုပ်ရမှာဖြစ်ပြီးတော့ကျွန်တော်စပြီးတော့ level တွေဖမ်းပါမယ်ပထမဆုံးလို့ဆိုတော့ကျွန်တော်ဒီပေါက်ချုံပေါ့ဗျာပေါက်ချုံကိုစပြီးတော့ဖွင့်ပါတယ်စပြီးတော့ craft ပါတယ်ပြီးတော့ကျွန်တော်အခုလို့ပြောချင်တာကတော့ကျွန်တော် level တင်နေတင်ပြီးတဲ့အချိန်မှာတော့ပထမဆုံးလို့စပြီးတော့ဒီကလိုအပ်တဲ့ပစ္စည်းပဲစပြီးဖွင့်လာကောင်းပါတယ်တခြားမလိုအပ်တဲ့ဟာတွေဖွင့်လာလို့ရှိရင်ကိုလိုအပ်တဲ့အရာတွေဖွင့်မှုဆိုတာကြံ့ကြာအောင်မယ်ကိစ္စတွေအများကြီးရှိရတဲ့ကြောင့်မို့ကျွန်တော်အခုလို့လိုအပ်တဲ့အရာလေးပဲစတင်ပြီးတော့ဖွင့်ပါတော့မယ်ကျွန်တော်အခုရောဆယ်ကတော့တခြားပစ္စည်းလေးတွေမ craft သေးပါဘူး။ဘာလို့လဲဆိုတော့ဒီ Ragnar map မှာတချို့ player တွေဆိုတာလွယ်အောင်လို့ဒီ map ကအဲ့လိုမျိုးပေးထားရရှိပါတယ်။ဒီတော့ကတော့မဖြစ်မနေရလို့မဟုတ်ဘူး။ဘာလို့လဲဆိုတော့မှောင်လာလို့ရှိရင်ဘာမှမမြင်ရလို့အများကြီးရှိတတ်တော့ဗျာ။ဆိုတော့ကျွန်တော်အခုရောဆယ်အဲ့လိုမျိုး basic ပစ္စည်းလေး family ဝါလွယ်ပစ္စည်းလေးပေးရနေအောင်လို့ကျွန်တော်တောင်းမှဖြစ်ပါတယ်။အဲ့နေရာမှာကျတော့အဲ့လိုပစ္စည်းအကောင်းစားရပါတယ်မယ်လိုနဲ့လောက်ထားတယ်ပစ္စည်းတွေတော်တော်များများရပါတယ်။နောက်ဓာတ်တို့လှန်တို့တခြားတိုင်းကာတို့ဘိုးတို့ရပါတယ်။အဲ့က crossbow ဆိုရင်တော်တော်ကြီးကိုအသုံးဝင်ပါတယ်။ဘာလို့လဲဆိုတော့တောင်းအများကြီးဆိုလို့ရှိရင်ချိန်ရတဲ့ပြဿနာတွေအများကြီးရှိတဲ့အတွက်ကြောင့်မလို့အဲ့ကြောင့်မလို့အဲ့ crossbow ကိုကျွန်တော်အဲ့နားမှာရနိုင်မလားဆိုတော့ရှာမှာဖြစ်ပါတယ်။ကြည့်ရခဲ့ရင်တော့ကျွန်တော်အမြတ်ပေါ့ဗျာ။ပြီးတော့အဲ့နားမှာပဲကျွန်တော်စကန်ခဏချဖို့ရှိပါတယ်။ဘာလို့လဲဆိုတော့တခြားနေရာကိုသွားဖို့အတွက်ကကျွန်တော် level လေးလိုအပ်တယ်ပြီးတော့ပစ္စည်းတွေလည်းအများကြီးလိုအပ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အဲ့နားကိုအရင်ဆုံးသွားပါမယ်။သွားပြီးလို့ရှိရင်အဲ့နားမှာယာယီစကန်လေးခဏချပြီးတော့ကျွန်တော်နောက်ပိုင်းလိုအပ်တဲ့အရာတွေကိုလုပ်ပါမယ်။ရှေ့ဆိုလို့ရှိရင်ကျွန်တော်ပြောရင် box လေးတွေ့နေရပါပြီအဲ့ထဲမှာပြတဲ့ပစ္စည်းတွေကကျွန်တော်တို့ဆက်စားခြင်း game early game တွေပို့ပြီးတော့အသုံးဝင်နေပစ္စည်းရှိနေပါတယ်
ဆိုတော့အဲ့ပစ္စည်းလေးကိုယူပြီးတော့ကျွန်တော်တခြား farming တွေလုပ်ပါမယ်လုပ်ပြီးလို့ရှိရင်ဒီမှာယာယီစကန်လေးခဏချပြီးတော့အကောင်လေးတစ်ကောင်စာပြီးတော့ဖတ်ပါမယ်ဆိုတော့ကြည့်လိုက်ကြပါဦးခုဆိုရင်တော့ကျွန်တော်ကအားလေးကိန်းပဲရှိပြီးတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကဝိတ်မခံနိုင်သေးဘူးပေါ့ဗျာဒါပေမဲ့ဒီကကျွန်တော်လိုအပ်တဲ့ပစ္စည်းလေးပဲယူပြီးတော့ဒီ metal ပစ္စည်းလေးယူပြီးတော့တခြားကိုယ့်ကို craft လို့ရတဲ့ပစ္စည်းလေးကိုလွတ်ပြပါမယ်။ဘာလို့လဲဆိုတော့ဒီ metal ပစ္စည်းတွေကပို့ပြီးတော့ရေးကြည့်ပါတယ်။နောက်ပိုင်းကျလို့ရှိရင် farming လုပ်တာတွေအကုန်လုံးလွယ်ကူသွားပါတယ်။အဲ့ဒါကြောင့်မို့ကျွန်တော်ဒီပစ္စည်းလေးကိုရပါမယ်။အခုဆိုရင်ဒီ metal ace နဲ့ခုတ်တဲ့ချိန်မှာလို့ရှိရင်ပုံနေရပို့ပြီးတော့မြန်ကွဲပါတယ်အရင်တော့ဟာတဲ့ဒါတော့အခုမြင်တွေ့ရတဲ့အတိုင်းပါပဲအိုးကျွန်တော်ကန်ကောင်းတယ်ဗျကျွန်တော် metal bowl တစ်ခုရခဲ့တယ်ဗျတော်သေးရဲ့ဗျ။metal bowl မရတော့ဘူးထင်နေရပါဘူး။ metal bowl လေးနဲ့ကျွန်တော်ပြစ်လို့ရှိရင်အဲကြတော့အကောင်းကြီးမြင်မြန်ပြစ်လို့ရတယ်။ပြီးတော့ဘလို့လှုပ်ရင်းနေရတော့ဆောင်းလို့ဒီမရှိဘူးပေါ့ဗျာ။အဲကြောင့်မို့ metal bowl ကပိုပြီးလိုအပ်တယ်ဗျ။ခုလောဆိုတော့ကျွန်တော် foundation လေးစောက်ပါမယ်။ပြီးတော့ကျွန်တော်အခုလေးနေပြီဆိုတော့ storage box လေးစောက်ထားပါမယ်။ storage box ထဲမှာကျွန်တော်တခြားမလိုအပ်တဲ့ပစ္စည်းတွေဒီဥစ္စာတွေကျိုးသွားလို့ရှိရင်ဂိုင်မဲ့ဟာဆိုလို့ရှိရင်ထားပါမယ်။ဘာလို့လဲဆိုတော့ဒီဟာတွေကအရန်လို့ဗျ။အခုဆောင်မဲ့ရလေးကရိုးတန်းစကန်လေးပဲဆိုတော့ကျွန်တော်တခြားဘီနာကာဗာတွေပါထိန်လောက်တော့ဗျဒီ foundation လေးပဲချပြီးတော့အဲ့ရလေးချပြီးတော့ဒါလိုအပ်တဲ့ရလေးပဲလောက်တော့ဗျဘာလို့လဲဆိုတော့နောက်ပိုင်းတကယ်စကန်ဆောက်တော့မှဒီကလောက်ပြီးတော့ကျွန်တော်ပြန်ပြီးတော့တင်ပြလာမယ်ဘယ်လိုဆိုတော့ဒီ foundation လေးနဲ့ပဲ level 50လောက်ထိတော့ခဏတော့တီးခံပြီးတော့ကြည့်ပြကြပါဦးအခုဆိုလို့ရှိရင်အခုကျွန်တော် foundation လေးခုစီပြီးသွားပြီဆိုတော့ကျွန်တော် storage box လေးလုပ်ပါမယ်ပြီးတော့အိယာပိုကောင်းတယ်ဗျဟိုအပေါ်မှာရှိတဲ့အိယာတစ်ခုတော့ရှိရဗျအဲ့အိယာကျတော့အဲ့လိုတစ်ခါပြန်ရှင်လာပြီးလို့ရှိရင်သူကပျက်စီးပေါ့ဗျအဲ့ခဏပြန်ပြီးတော့လုပ်နေရမယ်တူပြီးတော့တစ်ခါရင်အိယာကောင်းတဲ့ဟာလေးပဲချလိုက်တော့မှာဗျဆိုတော့ကျွန်တော် sorry about တခု craft မယ်ပြီးတော့ကျွန်တော်အခုလေးနေတဲ့ပစ္စည်းခဏထည့်ထားပါမယ်ဗျဒီအဓိက metal နဲ့ဆိုင်တဲ့ပစ္စည်းပေါ့ပျောက်သွားမှာလေးစိုးရင်လို့ဗျအဲ့ပစ္စည်းလေးတွေကကျွန်တော်ပြန်ပြီးတော့သုံးပြလို့ရတယ်ဗျလို့ဆိုတော့ကျွန်တော် height ပေါ့ height ဒီ like fan နေပါတယ်ဘာလို့လဲဆိုတော့ဒီ air craft ဖို့အတွက်က height ဒီအများကြီးလိုအပ်တယ်ဗျပြီးတော့နောက်ပိုင်းပစ္စည်းတွေကျတော့လည်း height တွေထည့်ရမှာရှိပါတယ်
ပေးမှာတော့ဒီဒိုဒိုရဲ့အကောင်လေးပဲလိုက်တက်ပါမယ်ဘာလို့လဲဆိုတော့တခြားအကောင်တွေကြတော့ကျွန်တော်ပြန်ပြီးတော့ကြိုက်တာတော့ဘာလို့လို့ရှိရင်ကျွန်တော်တေးသွားလို့ရှိရင်ဒီဘက်မှာအိတ်ရတယ်မချတာတော့အဆင်မပြေလို့ကျွန်တော်လည်းဒီဒိုဒိုလေးကိုတက်ပြီးတော့တင်ကြီးရဲ့အသားရရှာပါမယ်ကျွန်တော်ခု level တက်သွားပြီလေဆိုတော့ကျွန်တော်အများကြီးပြီးတော့ဒီဘိုးလာရဲ့ပြီးတော့ဒုတ်ရဲ့ဖွင့်ပါမယ်ဘာလို့လဲဆိုတော့ကျွန်တော်ပထမဆုံးမွေးမဲ့တိုင်လို့ဆိုတော့ကြတော့ဘိုးလာနဲ့တုတ်ပြီးတော့ဒီဒုတ်နဲ့ရိုက်ပြီးမှရမှာမယ်ဘာလို့လဲဆိုတော့ကျွန်တော်ရှင်မှာအစိမ်များလို့ဘာလို့မရှိသေးလို့အစိမ်များကြတော့ခုနကအဲရိုမှာအစိတ်လေးတုပ်ပြီးပြည့်ရတာပါအဲဒါဆိုလို့ရှိရင်ဒိုင်မွန်လေးကမရမ်းမိပါတယ်အခုဆိုတော့ကျွန်တော်အေးအားစားပြီးတော့ craft ပြီးသွားပြီပေါ့ဆိုတော့ကျွန်တော်ထပ်သေးလို့ရပါပြီအခုဆိုရင်တော့ကျွန်တော်စပြီးတော့ပထမဆုံးဖမ်းမဲ့အကောင်လေးကိုလိုက်ရှာပါမယ်ရှာပြီးတော့ဒီဒေါ်လာလေးနဲ့တုပ်ပြီးတော့ထုတ်လေးနဲ့ရိုက်ရပါမယ်ဆိုတော့မှကျွန်တော်မေ့သွားမယ်အဲ့ကောင်လေးမေ့သွားတော့မှကျွန်တော်ကသူ့ရဲ့ inventory ကိုအသီးလေးထည့်ရပါမယ်သူကကြတော့အသီးစားတဲ့တတော်ဝါနဲ့အသားစားတဲ့တတော်ဝါနှစ်မျိုးရှိတယ်ဗျာဒါပေမဲ့ကျွန်တော်အခုလောဆယ်ပထမဆုံးဖမ်းမဲ့ကောင်ကြတော့ဒီ basic ကောင်လို့ခေါ်တယ်ဗျာဒီပထမဆုံးစပြီးတော့ဖမ်းတဲ့ကောင်လေးကကျတော့လွယ်ပါတယ်။ဒါပေမဲ့ကျွန်တော် difficulty နဲ့ဆောရတာသူ့ရဲ့ level က85တောင်ရောက်နေတာဗျာ။ဆိုတော့ကျွန်တော်တုံးနေအောင်ရဖို့ရမှာမလားကျွန်တော်စိတ်ကူတယ်။သွားပြီကျွန်တော်တို့ကြိုးသွားပြီပေါ့ဗျာဆိုတော့သူ့ဘူလာနဲ့ပြန်ပြီးဖမ်းရမှာပေါ့အိုးတော်သေးရမိသွားတော့ဒီခါရမျိုးလေးပါတော့ level ကအများများနေတော့ကျွန်တော်တော်လေးကိုကြာကြာရရတယ်ထပ်ချသွားသေးတယ်ဒါတော့မေးပါသေးတယ်သူရဲ့ inventory ရဲ့ကိုကျွန်တော်အတီးထည့်ပါမယ်အဲ့အဖြူစီးတော့မထည့်ပေးပါနဲ့အဖြူစီးရဲ့ကျတော့မူးနေရဲ့
ဆိုလို့ရှိရင်အမှုပြည့်ရဗျာအဲကြောင့်မို့သူကကျွန်တော်ရဲ့ဒိုင်တုံမဖြစ်လာခင်အမြန်ပြန်ထဖို့ထပြီးထွက်ပြေးသွားနိုင်ကြီးရှိရဗျာအဲကြောင့်ဆိုတော့သူကအခုလည်းရေကျွန်တော် gaming လုပ်နေပြီဆိုတော့သူရဲ့ gaming ပြည့်သွားတဲ့အချိန်ကြီးကျွန်တော် farming လုပ်ပါမယ်ဘာလို့လဲဆိုတော့သူနိုးလာလို့ရှိရင်ခါရဲတန်းစီးလို့ရအောင်လို့ကျွန်တော်ဒီကတေး height တွေတခြားလိုအပ်တဲ့ပစ္စည်းတွေကိုစပြီးတော့ farm ပါအောင်မယ်အခုလိုရတဲ့ပစ္စည်းလေးစကန်မှလာယူရပေါ့ဗျာပြီးရင်တော့အသားကြီးပြန်ဖြည့်ခဲ့ပါမယ်ဟုတ်လဲဆိုတော့ထပ်ပြီးတော့กินလို့ရအောင်ကျွန်တော်နောက်ပိုင်းကျရင်သူ့ခေါ်အားပြီးတော့တခြားနေရာသွားကြရတယ်ရှိတယ်ကျွန်တော်အခုဒီ parasol လေးကိုဘာလို့ဖမ်းရလဲဆိုတော့သူကကျွန်တော်ထက် weight အများကြီးပို့ပြီးတော့ခံနိုင်နေဗျာဆိုတော့ကျွန်တော်သူ့ပစ္စည်းထည့်ပြီးလို့ရတယ်ကျွန်တော် farming ကောင်းကောင်းလုပ်လို့ရတယ်ဗျာအဲဒါကြောင့်မို့ကျွန်တော် parasol လေးကိုအရင်ဆုံးဖမ်းလိုက်တာပါပြီးတော့ဒီ parasol လေးနိုးလာလို့ရှိရင်လည်းနာမည်ဘယ်လိုပေးရမလဲဆိုတာလေးကိုလည်းကျွန်တော်ရဲ့ video အောက်က comment မှာရေးရပြီးတော့ပြန်ပေးလိုက်လို့ရပါတယ်အကုန်လုံးပြောရတဲ့နာမည်လေးကိုကျွန်တော်ပေးပေးပါမယ်ဆိုတော့ဒိမီလုံးနေတဲ့အချိန်ကျွန်တော်မပြောက်သွားအောင်လို့ကျွန်တော်ရဲ့ဒီ Instagram ပေါ်မှာဖော်ထားပါမယ်ဘာလို့လဲဆိုတော့တခြားအကောင့်တွေပါလာပြီးတော့တိုက်ခိုက်တာတွေပါဆိုလို့ရှိရင်ကျွန်တော်တီးရမြင်ရအောင်လို့ဖွင့်ထားပါမယ်အခုဆိုတော့ကျွန်တော် lag story ပေါက်တော့ရခဲ့ပြီဒီ lag story ပေါက်ကြတော့ခုနက box တည်လေးတဲ့အများကြီးဆန်နေဗျပို့ပြီးတော့လည်းအတုံးနေရာလဲစာတက်တာတယ်အဲဒါကြောင့်ဒီ lag story ပေါက်လေးကိုနောက်ပိုင်း prep ပါမယ်ဒီကောင်ကြီးကိုတက်လို့မရဘူးဗျဒီကောင်ကြီးတက်လို့ရှိရင်ကျွန်တော်တို့သူတို့မသိဘဲနဲ့ကျွန်တော်ပြန်ပြီးလိုက်ကြဟောလဲဆိုတော့ဒီကောင်ကြီးကဂျုံနဲ့ခွေလိုက်အရင်တမ်းမိတူတယ်ကျွန်တော်ဘာမှမလုပ်ဘဲနဲ့တည်အောင်တည်သွားနိုင်တယ်ဗျသူရဲ့ level ကကျွန်တော်ရဲ့3စား4စားလောက်ရှိတယ်ဗျလိုအပ်တဲ့ຢာပစ္စည်းတွေ fan နဲ့ level တွေကတိုးလာပါဗျာဘလို့အားစေတော့ story ပေါက်အသေးလေးပဲနောက်တော့ထပ်လောက်တာတော့ဝိုင်းချမ်း story ပေါက်အကြီးပဲလောက်ထားလိုက်ရတော့ပါတယ်တင်းရအရင်ပွားပါမှာဆိုလို့ဆိုတော့သူကလည်းကြောင်မှနိုးလည်းမနိုးလာသေးဘူးဆိုတော့ကျွန်တော်
story ပေါက်လေးကိုအိမ်မှာရေးထားလိုက်ပါမယ်ရှိဟာရဒီစီလေးယူပြီးတော့သူခွဲလိုက်ပါမယ်။ဘာလို့လဲဆိုတော့ကျွန်တော်နောက်ထပ် story ပေါက်တည်ထားတာဆိုတော့မလိုအပ်တော့ဘူး။နောက်ခု crafter ရထမတစ်ခုကိုဒီဘက်ထောင်းလေးမှာထားမယ်။ပြီးတော့နောက်ထပ်တစ်ခုကျတော့ကျွန်တော် smithy ထားဖို့ smithy ပစ္စည်းတွေပါထားဖို့အတွက်တက်နေရာမှာထပ်လုပ်ပါမယ်ဗျာ။နောက်ပိုင်းကျလို့ရှိရင်ပြန်တဲ့အကောင်ကြီးဖမ်းပြီးတော့ဒီ supply နဲ့ပစ္စည်းရေးလိုက်ယူပါမယ်ဆိုတော့ item မှာဒီခုလက်နက်တွေထားတဲ့ပုံမှာထားမှာဖြစ်တဲ့ကြောင့်မို့ item မှာတခြား basic ပစ္စည်းပဲမထားပါဘူးပစ္စည်းစားပြီးဖမ်းပါမယ်တော်တော်လေးဝိုင်းဗျာဒီကလိုပဲပစ္စည်းလေးထားတာပို့ပြီးပါတယ်။ဘာလို့လဲဆိုတော့နောက်ပိုင်းကြာလို့ရှိရင်ကျွန်တော်ရဲ့ GID ပြင်အောင်ဘာလို့ဆိုတော့နောက်ပိုင်းကျလို့ရှိရင်ကျွန်တော်တို့ကအကောင့်တွေပြန်လာစားဒီ family လုပ်နေလို့ရှိရင်ကျွန်တော်တို့ကြည့်ရတဲ့ဒီအတွက်အရင်ပြင်းသွားမှာဆိုလို့ရကျွန်တော်အခုလောစေရတဲ့အားရချိန်မှာခဏလုပ်နေရဖြစ်ပါတယ်ပြီးတော့ဒီအသားလေးကိုဖြန့်ထားလိုက်တယ်ဘာလို့ဆိုတော့ကျွန်တော်ဒီအသားပုံနဲ့ဒီnarcotic ဆိုရဲ berry လေးပေါ့ဗျာအဲ berry လေးနဲ့ပေါင်းလို့ရှိရင်ကျွန်တော် narcotic အစိတ်အိုးရတယ်ဗျအဲ့အစိတ်အိုးကိုကျွန်တော်ကများများတော့တခြားဖမ်းနေတယ်ပေါ့ပြစ်ပြီးတော့ဖမ်းရတယ်ဗျဆိုတော့စရာဘူးကဖမ်းနေရပေါ့ဗျာတဲ့ fiber လေးရှုံးတယ်ပြီးရင်ဒီဆယ်လာထည့်ထားလိုက်မယ်ဆိုတော့ကျွန်တော်ခုနကတင်းမင်းလောက်ထားတဲ့အကောင်ရဲ့စက်တယ်လေးတစ်ချက်ရှာမယ်ဗျဒီပြကျွန်တော်ဒီဟာလိုအပ်တဲ့ပစ္စည်းလေးတွေအရင် craft ပါမယ် stone လုပ်မယ် high လုပ်မယ် fiber လုပ်မယ်ဆိုတော့တခုရလာပါပြီပြီးတော့ craft လို့ရှိရင်ဘောပစ္စည်းကို box ကိုပြန်ပြီးတင်ထားပါမယ်ဘာလို့လဲဆိုတော့နောက်ထပ်လိုအပ်တဲ့ပစ္စည်း craft လာလို့ရှိရင်လို့ရအောင်ဆိုတော့ကျွန်တော်အကောင့်လေးနိုးနေပြီဆိုတော့သွားပြီးတော့ခေါ်ပါမယ်โอ้ level 122တောင်ရောက်သွားတယ်ကျွန်တော်3စားလောက်မြင်ရတယ်ဗျာတော့စတယ်လေးတင်လိုက်ပါမယ်ဟောအမလေးဗျာဆိုတော့ကျွန်တော်ခုနကပြောခဲ့တဲ့အတိုင်းလေးပဲအောက်မှာဒီကောင်လေးကိုပြီးချင်တဲ့နာမည်လေးကိုမှန်ပြီးတော့ပြောရကြပါ comment လေးမှာကျွန်တော်အကုန်လုံးပြောထားတဲ့နာမည်လေးပေးပြပါမယ်
ခုတ်လို့လည်းရတယ်ပြီးတော့ကျွန်တော်ခုနကလိုရတဲ့အမေရောင်အတီးလေးနာကိုဘယ်ရီဆိုတဲ့အတီးလေးကဒီကြောင့်နဲ့ fan လို့ရှိရင်အများကြီးရတယ်ဗျာကျွန်တော် like ပူရင်ကျွန်တော်နည်းနည်းလေးပဲရတယ်ပေါ့ဗျာအဲ့ဒါshare ကောင်းနေရောဒါဒီတော့ကျွန်တော် highly frame မယ်ဟုတ်လဲဆိုတော့ကျွန်တော် one PC configuration ဒီ height ဒီအဓိကလိုအပ်တဲ့ PC ဖြစ်လာမှာဟုတ်ပါဆိုတော့ဘာဟိုးနောက်ပါမင်းရငါပါရဆိုဘာပြဿနာရှိလဲရောကျွန်တော်ခု level 2 wise ဆိုတော့Madden နဲ့ပြည်လေးတို့ပစ္စည်းရရပြရင်ဖွင့်မှာဗျာအဲ့လိုဆိုတော့နောက်ပိုင်းဒီ Madden နဲ့လိုရတဲ့ပစ္စည်းကျွန်တော်ပြောရင်နာကိုပဲနာကိုarrow လားမသိဗျာအဲ့ဥစားလေးရဗျာဆိုတော့အဲ့လေးနဲ့နောက်ပိုင်းအကောင်လေးဖမ်းမယ်ပေါ့ဗျာဆိုတော့ကျွန်တော်အဲ့နာကိုတိဟိုဟာရဖို့အတွက်ဆိုလို့ရှိရင်ဒီ Mazy O ဒီရဖို့ဆိုလို့ရှိရင်Jason လို့ရပဲအဲ Jason လို့ချင်းဖတ်ပါမယ်Jason လေးတော့ဒီနားမှာထားတယ်ဆိုတော့အဲအရင်လည်းမဆောင်ကျဲကိုအသားပူလေးထည့်မယ်ပြီးတော့မေးဒီနာကိုဘေဘီလေးယူမယ်ပြီးအဲ့ဒီကိုထည့်မယ်ထည့်ပြီးလို့ရှိရင်ဒီဘက်တွေကဒီစီဘူးရမယ်ဆိုတော့ကျွန်တော်အခုဓာတ်ပုတ်တွေအများကြီးလိုရတဲ့အတွက်ကျွန်တော်ဓာတ်ပုတ်တွေကိုဖြန့်ထားလိုက်မယ်ဗျ။ဟုတ်လဲဆိုတော့နည်းပုတ်အောင်ပါဗျ။နည်းမို့ဆိုတစ်ခုချင်းစီပဲပုတ်တာ။ဆိုတော့ဒီရှိတာလဲအောင်ဒီနာကိုပဲနာကိုပဲလေးရင်မဲ့ okay တင်ရရတယ်။ပဲလေးထည့်ပေးပြီးတော့ဒီစီတော့တက်တာဦးရမယ်ပြီးတော့ထည့်ကြည့်လောက်ကျွန်တော်လည်းအစိမ်းဝေးရပြီဆိုတော့ကျွန်တော်မေးစည်းများပေါ့မေးစည်းများလုပ်ဖို့အတွက်လိုအပ်တဲ့ fiber ဒီ flame နဲ့ touch တွေယူပါမယ်ပြီးရင်တော့ကျွန်တော်ညှားရေးစာပြီးတော့ craft ပါမယ်လောက်ဆိုတော့ရပြီဆိုတော့ကျွန်တော်ဒီစီကိုဘယ်လိုရပြကျွန်တော်ကြည့်လိုက်အောင်ဗျာဒီစီကိုလည်းရပြီဗျာအသားရတော့မပုတ်သေးဘူးဆိုတော့
နောက်မှပဲထပ်ပြီးတော့လုပ်ပါမယ်ဆိုတော့အခု by crafting ကောင်းနေဆိုတော့ဆက်ပြီးတော့ craft နေမှာကျွန်တော် level ရလဲ up လာမှာပေါ့ဗျာအဲဆိုလို့ရှိရင်အကုန်လုံးကြီးကျင်နေကြတဲ့တခြားကောင်းပြီးဖန်တာတို့ supply နေလိုက်ကောက်တာတို့ကျွန်တော်စပြီးတော့တည်ရတော့ရေးရပါပြီများလေးနည်းနည်းထပ်လောက်ထားလိုက်မယ်ဗျာဆိုရင်တော့ကျွန်တော်ဒီမေးစေးဦးလေးလောက်ပါမယ်လုပ်ပြီးတော့လို့ရှိရင်ကျွန်တော်မက်တေဂျိုးရဲ့ဟာလေးလုပ်မယ်ဗျာမက်တေဂျိုးရဲ့ဟိုကကျွန်တော်စပြီးတော့ craft လုပ်ရပြီဆိုတော့စပြီး craft ပါမယ်မက်တေဂျိုးရဲ့ဟိုလေးပေါ့ဟိုကအရင်လေးပါပြီဗျာဆိုတော့ကျွန်တော်တခွေရပြီဆိုတော့ကျွန်တော်ဘူလာလေးရောပိုးလို့လုပ်လိုက်နေရလမ်းမှာတခုဆိုလို့ရှိရင်ပြပြီးထိုင်းလို့ရအောင်ဂျိုလို့ပဲကျွန်တော်အခုမဒေရှိရနေဟာကျွန်တော်ဆက်စရင်းစပွန်းတဲ့နေရာမှာမဒေများရ။ဟောကျွန်တော်ပြောဖို့မေးနေရဗျ။ဒီ parasol တွေကျတော့အဲ့လိုမျိုးလေright click နှိပ်လိုက်လို့ရှိရင်ကျတော့အဲ့လို second နဲ့ဟာလေးရှိရဗျ။အဲ့ဒါကျတော့ကိုအနီးနာအကောင်တွေကကိုဘယ်ကောင်ကတိုက်ခိုက်နိုင်လဲတိုက်ခိုက်မတိုက်ခိုက်ဘူးလေဆိုတော့ပြဖို့ပြရရဗျ။အဲ့လိုသူကတိုက်ခိုက်နိုင်တဲ့ຢာတွေဆိုအနီးအောင်ကွင်းလေးနဲ့ပြရဗျ။ကျွန်တော်က NH လို့ရှင်ကို
ပြေးလို့ရအောင်ဗျာဒီမှာကျွန်တော်အခုရှိမှတစ်ခုတွေ့နေရတယ်ဝိုင်းခွေးလေးဆိုအဲ့ဒါပဲကောင်းရှိတယ်ဒီအစိမ်းလုံးတဲ့ကောင်ရှိတယ်အဲ့ဒါကအဲ့လိုရတော့ဒီဆိုတော့ကျွန်တော်လက်ဟတ်တက်မဖြစ်အောင်ကျွန်တော်တီလေးတွေစင်းယူမယ်ဗျာပြီးတော့ကျွန်တော်အခုဟိုအောင်ဆက်သွားမယ်ဗျာမတဲ့တူဖို့တဲ့နေရာကိုသွားအောင်ဗျာဘာဟိုးရှိမှကောင်းလေးတွေ့လောက်ပြန်နေကောင်းကျွန်တော်နောက်ပိုင်းကြားလို့ရှိရင်အဲ့ကောင်လေးဖမ်းရမှာဗျာဆိုတော့အခုဖမ်းလည်းဖမ်းပြပါဗျာဟောလဲဆိုတော့ဂျိုဖမ်းထား level တွေပါကြတော့ကွာကိုတင်ပြီးလို့ရတာပေါ့နောက်ပိုင်းကျွန်တော် supply နေပါတော့ကောက်တာတော့ဆိုလို့ရှိရင်ကျွန်တော်ပို့ပြီးတော့အဆင်ပြေအောင်လုပ်ပါဗျာဆိုတော့တော့စေတော့မက်တယ်လေးတွတ်တော့မယ်မက်တယ်ကအဓိကပေါက်ချုံးနဲ့ဒူးတာပိုကောင်းနေဗျာဒီပစိန်နဲ့ဒူးတာပေါက်ချုံးနဲ့ဒူးတာပိုကောင်းပေါက်ချုံးနဲ့ဒူးလို့ရှိရင်ပို့ပြီးတော့မက်တယ်ပို့ထွက်တယ်အခုဒီပစိန်နဲ့ဒူးတာကြောက်တုံးနေပြီအများကြီးရတယ်ဆိုတော့ကျွန်တော်ဒီမက်တယ်နဲ့လောက်ထားတဲ့ပေါက်ချုံကြီးလောက်တာပိုကောင်းတယ်ဗျာအဲ့ဒါဆိုမက်တယ်လည်းပိုရတယ်ဆိုတော့မလိုအပ်တာလေးဖယ်ပြီးတော့ဝိတ်လေးနည်းနည်းတင်ထားမယ်ဗျာပြီးတော့သူ့ကိုမက်တယ်လေးပြီးထားမယ်ဘာလို့လဲဆိုတော့ तू ကအများကြီးကျွန်တော်ထပ်ပို့ပြီးလေးခန့်နိုင်တယ်ဗျာကျွန်တော်ကနည်းနည်းလေးတင်လိုက်မယ်တော်တော်လေးလိုလာတယ်ရေးစားနေပြီမြင်နေတာရှင်းရှင်းနေတော့မင်းရှင်းနေပါမယ်အမေနဲ့ဒီမှာရှိရပဲကြာကြီးကငုတ်လိုက်ပါဆိုတော့မတ်တယ်လေးနည်းနည်းတူပါတယ်တရားလို့ရအောင်ဟိုတော်တော်လေးဝိုင်းတူပြီးထားလိုက်လေပြင်လိုအပ်တဲ့ကြောက်တုံးလေးဟုတ်နည်းနည်းပဲရှိရပါသူလည်းဝိတ်ခန့်နိုင်သေးရဲ့ဆိုတော့သူ့ပဲထပ်ပြီးထားလိုက်ပါမယ်ဆိုတော့ရှင်းမှာပါစောတကောင်ပဲရှိတယ်ခုတော့ပါစောနောက်တစ်ကောင်ထပ်တော့မမွေးသေးဘူးဗျာဘာလို့လဲဆိုတော့ဟောဖြစ်တယ်ဒိုင်နိုဆောရဲ့အများသွားလိမ့်မယ်ဗျာကျွန်တော်အဲ့ပြန်တဲ့ကောင်လေးဖမ်းလို့ရှိရင်နှစ်ကောင်တော့ဖမ်းပဲဗျာဘာလို့လဲဆိုတော့သူ့ကိုဟိုလောက်ခိုင်းပြီး mating လုပ်ပြီးတော့တားပေါက်လေးယူပြီးတော့အစီးမယ်ဗျာဘာလို့လဲဆိုတော့တကောင်တေသွားလို့ရှိရင်နောက်တစ်ကောင်နဲ့ပြန်ပြီးတော့ကျွန်တော်ရဲ့ PC လိုက်ယူလို့ရအောင်ဗျာစင်မှာဆိုတော့ following တော့ပိတ်ထားလိုက်မယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်လည်းပြစ်နေတဲ့အချိန်ကျွန်တော်ပြစ်တဲ့ကောင် like ကိုက်နေမှာဆိုတော့ပြီးတော့ကျွန်တော်အဲ့လိုမျိုး dinosaur တွေတစ်ခုဖမ်းလို့ရှိရင်ကိုယ့်ရဲ့ dinosaur ဟိုသူ့ဘေးနားမှာမထားနဲ့ဗျာဘာလို့လဲဆိုတော့ကိုယ့်ရဲ့ dinosaur က damage များနေလို့ရှိရင်တော့ကိုက်လို့ရှိရင်ကျွန်တော်တို့ဖမ်းကျင်တဲ့ကောင်ကတေသွားမှာဆိုလို့ဗျာတေသွားလို့ရှိရင်ကျွန်တော်တို့ကြိုးစားထားရအလားတက်ဖြစ်သွားအောင်အဲ့ဒါပေါ့ဗျာဆိုတော့ဒီနားမှာအကောင်လေးရရှိမှတယ်ပြန်တဲ့ကောင်လေးရှေ့မှာတစ်ကောင်နဲ့တွေ့တယ်။ဒီမှာကဒီကောင်လေးပဲများလိုက်တာဖမ်းလိုက်တော့မယ်။ဆိုတော့ကျွန်တော်အခုတစ်ခေါက်တော့ပြောရဲ
ဒီအစိမ့်များနေပဲပြစ်ပါမယ်အစိမ့်များနေပြင်ဘယ်နှချမ်းမှမပြစ်အောင်တန်းမိပါကြချင်းမိပါကြဆိုတော့သူကကျတော့အသားစားရဲ့ကောင်လေးဖြစ်တဲ့ကြောင့်မို့အသားကြီးထည့်ပေးရမယ်ဗျပြီးတော့ဒီကောင်လေးနားလေးမှာပဲနေရမှာဗျခုနကပါရဆိုလို့မျိုးရှောက်သွားနေလို့မရဘူးဘာလို့လဲဆိုတော့သူတို့တွေကအရန်မေ့တာမေ့ပြီးအမူးပြေတာရမ်းမြန်တာဗျဆိုတော့ကျွန်တော်ကသူ့ကိုအဲ့လိုမျိုးသူ့ဘေးနားမှာနေပြီးတော့အမူးပြေမှာဆိုလိုက်ပြီးတော့ပြုစုပြရမှာဗျာဆိုတော့ဒီကောင်လေးကိုဖမ်းနေချင်ပါတယ်။ဘာလို့ဆိုတော့လည်းတူရဲ့စက်တယ်လေးကိုလုပ်လို့ရအောင်ကျွန်တော်ဖမ်းပါမယ်။ခုနကောင်ကလည်း difficulty အရင်မြင်တာကကျွန်တော်က damage အရင်ထိရဗျာ။ပိုပြီးခက်တာပေါ့ဗျာ။အခက်ဆုံးဆိုတော့ခုနကောင်ကိုစီလို့ရအောင်လို့ရှိရင်ဒီလေတူပါလို့ရှိရင်ချောနေလို့ရပြအဲ့ဒါကတော့ကျွန်တော်ဒီလေဒီဆိုဘယ်နှချမ်းမှမကိုင်အောင်ကျွန်တော်တန်းလေးတွေးကိုင်အောင်တော့များနေဖြစ်တယ်များနေကျွန်တော်တို့ကအေးလေးလောက်လာဆိုတော့လမ်းပြပြပြဒီမှာတဲ့ဘိုးကြီးကျတော့ချိန်လိုက်တာမြင်နေတာဗျဒီလာတော့မတော်ပါဘူးငါတွေ့ရနှကောင်လုံးပြည့်အောင်ကြောက်အောင်အဲ့တော့ထပ်ပြရအောင် level က50 60ပဲဟောအရင်ပြရတယ်ဗျတောင်းဟောမကြတဲ့ပြရအောင်ပြင်းနေလိုက်ပြမင်းတို့ရှိအခုနဲ့ချော်နေလို့ရပါပြင်ကဟိုကောင်စီးလို့ရအောင်လုပ်အောင်လာခဲ့ပဲပြေးမှာမပြေးနဲ့ဒါနဲ့ခုနကအဲလိုနဲ့ပြစ်တာအဲ့ဒီဒါနဲ့ခုတ်တာပို့ပြီးတော့တိုင်းထွက်တယ်ဒါနဲ့ခုနကအချိန်နည်းနည်းဆိုဒါနဲ့ခုတ်လို့မရအောင်ဘာလို့လဲဆိုတော့ဒီအောင်တွေကလည်းကျွန်တော်ပြန်ကြိုက်တယ်ဆိုတော့ကျွန်တော်ကဒဏ်မိမခံနိုင်သေးဘူးဗျ။ဒါကအရင်နေနေအရေးတွေ့တာနောက်တော့အဲ့တော့ဒီဘုံမှာကြောက်တယ်ကြောင်ကြတော့အရင်တင်းအရင်ကြာတယ်သူ့မေးစီတီးလေးနဲ့ထည့်ပေးထားတယ်ဘာလို့လဲဆိုတော့နောက်ပိုင်းကျရင်ဒီမိုးလာမှာဆိုရင်သူမေးစီလေးကျွေးရအောင်ထိုးတာတော့လုပ်ပြရအောင်
ဆက်တယ်သူဆက်တယ်ကျွန်တော်မရသေးဘူးဗျာကျွန်တော် level အရင်နေနေတယ်လို့အခုနေထက်ရှာထားအောင်ခုနေချုံနေထက်ရှာထားအောင်ဒီရှာတာနေယူပါမယ်ဗျာပါရာဆောစီမှာအတီးအများကြီးရှိနေတယ်ကျွန်တော်ပါရာဆောစီတွားလာပါမယ်အနောက်မှာတကောင်မှတွေ့ရထိုင်ပေါင်းခဏကျွန်တော် level နေတဲ့ကောင်ဖဲပုံရမယ်ထင်တယ် level နေတဲ့ကောင်ကြောတော့ကျွန်တော်ပို့ပြီးတော့အဲ့ကောင်ပြနေမင်းတူlevel နေအောင်အပတ်ကောင် level နေလားမသိကျွန်တော်တော့ကြည့်လာအောင်ကြည့်ပြီးတော့ဒီနေ့ကျွန်တော်ဖမ်းလိုက်ပြီစားနေအခုလိုရှင် spine glaciation တော့ကောင်းတယ်ဒီနေတော့နေပါထားလိုက်ပါအစိမ်းများလေးနဲ့ပြစ်ပြီးတော့ထားလိုက်တော့နေ15ရှိတယ်ဒီကောင်လေးဖမ်းလိုက်တစ်ချက်တည်းနဲ့ပြီးပါဆိုတော့အသားလေးထည့်ပြထားကျွန်တော်အိမ်မှာအစိအိုးလေးပြင်နေကောင်းမလားမသိဘူးဗျာလက်ကောင်ဆိုတော့သူ့ကိုပဲပြောင်းလာကြည့်တော့ကျွန်တော်လွတ်သွားမှာဆိုဗျာပြန်မြန်လို့ရှိရင်ကျွန်တော်ဒီအကောင်တင်းမင်းမလုံးနိုင်နိုင်ဘူးနဲ့ပြန်သွားလိမ့်မယ်ဗျာကျွန်တော်ပြစ်ထားတဲ့လက်သက်ဖြစ်တော့ဆိုတော့ကျွန်တော်သူ့နည်းနည်းလေးချိန်ပါဗျာအဲ့တော့ဒီနေစီဦးလေးပို့လိုက်ချင်တယ်နည်းနည်းချိန်ထားလိုက်မယ်ရန်နေတယ်ပါသူနဲ့တော့ကြာမလားမသိကျွန်တော်လမ်းလျှောက်ပြီးတော့ရှိတော့ပါဆိုတော့ကျွန်တော်ရဲ့စက်ကွန်မှာပေါ်ထားလိုက်ပါဗျာဆိုတော့ကျွန်တော်ဗီဒီယိုလေးလည်းအရင်ရှိပါပြီဆိုတော့ကျွန်တော်ဗီဒီယိုနောက်တစ်ပုဒ်နဲ့ပြန်လာခဲ့ပါမယ်ကျွန်တော်ကိုကျင်းနေတဲ့ဆိုရင် like and subscribe လေးလုပ်ပေးကြပါကျေးဇူးတင်ပါတယ်